哦，你几十年了，是吧？你朋友？လက်ဖက်နဲ့ဆွဲအောင်လား တစ်ဖက်မဟုတ်ဆက်ချောင်းနဲ့ပဲချောင်းနဲ့ပဲဆွဲပြတယ် 哦，300要干嘛呀？你看咯，叫了， ပေါင်1800လား 啊，kg 1400高，主要辣的炒的水嘛的，怎是啊？ ပြောပါနဲ့ဆွဲအောင်လေးပဲဒါနဲ့ free ထည့်တာပါလေတဲ့အဲကျွန်တော်တို့လက်ခလေးနဲ့သူဆွဲတော့မှာလေဒီမှာလက်ခလေးထည့်တာပြီ ပြုတ်ဖက်ပဲစီ ကဲနော် အတက်ယူဆွဲရနော်ကားပြန်လိုက်နေတက်လားအတက်ကိုကျွန်တော်တို့ဆွဲတာဆိုကြည့်ကြည့်ကင်မရာကြီးကျွတ်စင်တာဘလောက်အဲ့ဘောโอ้ဆောရမိုင်ဟာဒီကင်မရာကြီးရှိုဒီကင်မရာကြီးရတော့ရှိတော့မင်းသားကြတော့